ဒီကောင်လေးကိုအတုံးမကျဘူးဆိုပြီးဆိုင်ရှင်အတော်ကြီးကအလုပ်ထုတ်လိုက်ပါတယ်ဒါပေမဲ့သူမသိခဲ့တာကဒီကောင်လေးကနာမည်ကြီးပေါက်စီဆိုင်ရဲ့တကယ်အမွေဆက်ခံသူဖြစ်နေတာပါပဲဇလန်းအစမှာတော့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်လင်းဆောင်ဟဲကိုတွေ့ရမှာပါသူကသူ့အဖေတီထောင်ခဲ့တဲ့နာမည်ကြီးပေါက်စီဆိုင်မှာအလုပ်လုပ်နေတာပါဒါပေမဲ့သူ့အဖေဆုံးသွားပြီးတဲ့နောက်မှာတော့ဆိုင်ကိုအန်တီလီယိုဆိုတဲ့အတော်ကြီးကတင်ပိုက်လိုက်ပါတယ်အန်တီလီယိုကရှောင်းဟဲကိုနေတိုင်းအနိုင်ကျင့်ဖိနှိပ်နေခဲ့တာပါဆိုင်ကအလုပ်ကျန်းသမျှကိုရှောင်းဟဲတယောက်တည်းတိုင်ငံလုပ်နေရပေမဲ့အန်တီလီယိုကတော့အမြဲတမ်းအပြစ်ရှာပြီးနောက်ဆုံးမှာတော့ရှောင်းဟဲကိုဆိုင်ထဲကနေအဝတ်တထည်ကိုတစ်ခုနဲ့မောင်းထုတ်လိုက်ပါတော့တယ်အလုပ်လက်မဲ့ဖြစ်သွားတဲ့ရှောင်းဟဲတယောက်စိတ်တက်မကြပဲအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့အဖေချန်ထားခဲ့တဲ့ပစ္စည်းဟောင်းတွေထဲကနေလျှို့ဝှက်ဟင်းချက်နီစာအုပ်လေးတစ်အုပ်ကိုကန်ကောင်းထောင်းမှစွာနဲ့ရှာတွေ့သွားပါတယ်အဲ့ဒီစာအုပ်ထဲမှာသူ့အဖေရဲ့နာမည်ကြီးပေါက်စီလုံးကြီးလျှို့ဝှက်ချက်တွေအကုန်ပါနေတာပါဒါနဲ့ပဲရှောင်းဟဲဟာစာအုပ်ထဲကအတိုင်းတေချာလေးလာပြီးလမ်းဘေးမှာကိုပိုင်ပေါက်စီဆိုင်လေးတစ်ဆိုင်ကိုစတင်ဖွင့်လှစ်လိုက်ပါတယ်သူ့အဖေရဲ့လျှို့ဝှက်ချက်အတိုင်းလုပ်ထားတဲ့ပေါက်စီတွေကအရသာရန်ကောင်းလွန်းလာတာကြောင့်စားပူးသူတိုင်းကရှာလဲသွားကြပါတယ်တိတ်မကြခင်မှာပဲရှောင်းဟဲရဲ့လမ်းဘေးဆိုင်လေးကနာမည်ကြီးသွားပြီးလူတွေတန်းစီဝယ်ရတဲ့အထိရောင်းကောင်းသွားပါတော့တယ်စီးပွားရေးတွေတက်ပြီးပတ်စံတွေအများကြီးဝင်လာတဲ့ရှောင်းဟဲကိုကြည့်ပြီးအရင်ဆိုင်ရှင်အန်တီလီယိုတယောက်ဘလို့တွေမနာလို့ဖြစ်ပြီးဘာတွေဆက်ရုံမှမလဲဆိုတာကိုတော့အပိုင်းနှစ်မှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအရင်အပိုင်းမှာအဖေစီကရတဲ့လှုပ်ဝက်ချက်ဟင်းချက်နီးနဲ့လမ်းဘေးမှာပေါက်စီရောင်းရင်စီးပွားတက်နေတဲ့လင်းရှောင်းဟဲကိုမှတ်မိကြသေးတယ်မလားဒါပေမဲ့သူမသိခဲ့တာကဒီအောင်မြင်မှုနောက်ွယ်မှာမနာလိုတဲ့မျက်လုံးတွေကသူ့ကိုအမြဲစောင့်ကြည့်နေတယ်ဆိုတာပါပဲရှောင်းဟဲရဲ့ဆိုင်လေးကနေတိုင်းလူတွေတန်းစီဝယ်ရတဲ့အထိရောင်းကောင်းနေပါတယ်မနက်စောစောဖွင့်လိုက်တာနဲ့ပေါက်စီပေါင်းအိုကြီးစီကမွေးပြက်နေတဲ့အနံ့ကလမ်းသွားလမ်းလာတိုင်းကိုဆွဲဆောင်နေတာပါတစ်ဖက်မှာတော့ရှောင်းဟဲကိုအလုတ်ထုတ်ခဲ့တဲ့အန်တီလီယိုရဲ့ဆိုင်ကြီးကတော့၆ကတ်နေပါပြီအရင်ကလာစားနေကြဖောက်တယ်တွေအကုန်လုံးကအရသာပူရှိတဲ့ရှောင်းဟဲဆိုင်ကိုရောက်သွားကြလို့အန်တီလီယိုတယောက်ရင်ကောင်းမောင်းရင်ဒေါသတွေထောင်းထောင်းထနေပါတော့တယ်ဒီလိုနဲ့အန်တီလီယိုဟာရှောင်းဟဲကိုတက်တက်မဲ့ဒုက္ခပေးဖို့အကြံရုပ်တစ်ခုကိုစဉ်းစားမိသွားပါတယ်အဲ့ဒါကတော့ရှောင်းဟဲရဲ့လမ်းဘေးဆိုင်လေးကအခုမှစဖွင့်တာမို့လိုင်စင်မရှိသေးတာကိုအခွင့်ကောင်းယူပြီးစီပင်နဲ့ကျန်းမာရေးဌာနကိုဖုန်းဆက်တိုင်တန်းလိုက်တာပါပဲသူများစီးပွားရေးကောင်းနေတာကိုမကြည့်ရတဲ့စိတ်နဲ့အခုလိုရုံမာလိုက်တာပါနောက်တနေ့မနေ့ရှောင်းဟဲတယောက်ဆိုင်ဖွင့်ဖို့ပြင်နေတော့မှပဲတာဝန်ရှိသူတွေရောက်လာပါတော့တယ်လိုင်စင်မရှိဘဲရောင်းချနေတဲ့အတွက်ဆိုင်ကိုချက်ချင်းပိတ်သိမ်းဖို့အမိန့်ပေးလိုက်ပါတယ်ရှောင်းဟဲကအခြေအနေကိုရှင်းပြဖို့ကြိုးစားပေမဲ့အချင်းကြီးပါပဲဖောက်တယ်တွေရှိမှတင်သူ့ရဲ့ဆိုင်လေးကိုပိတ်သိမ်းဖို့စာကတ်ခံလိုက်ရပါတယ်ပင်ပန်းပန်းနဲ့အခုမှစီးပွားရေးလေးအဆင်ပြေလာတာရှိသေးအခုလိုမတရားအပိတ်ခံလိုက်ရတဲ့ရှောင်းဟဲတယောက်လုံးဝအရှုံးပေးလိုက်တော့မလားဒါမှမဟုတ်အန်တီလီယိုကိုအကောင်းဆုံးပြန်လဲတုတ်ပြန်ဖို့ဆိုင်ကြီးကြီးဖွင့်ပြလိုက်မလားစိတ်ဝင်စားစရာကောင်းတဲ့နောက်ဆက်တွဲကိုတော့အပိုင်း၃မှာဆက်ကြည့်လိုက်ကြရအောင်နော်လမ်းမေးဆိုင်လေးအပိတ်ခံလိုက်ရလို့ရှောင်းဟဲတယောက်အရှုံးပေးသွားပြီလို့ထင်နေရင်တော့မှားသွားပါလိမ့်မယ်တကယ်တထေးလောင်းဆိုတာလဲကြတိုင်းပြန်ထတတ်တဲ့သူမျိုးပါအခုတော့သူကအရင်ကထက်ပိုကြီးတဲ့ခြေလမ်းနဲ့ပြန်လာပါပြီအန်တီလီယိုရဲ့ရုံမှမှုကြောင့်တင်ကန်းဆိုင်ရသွားတဲ့ရှောင်းဟဲဟာဒီတစ်ခါမှတော့လမ်းဘေးမှာပြန်မရောက်တော့ပါဘူးသူစုဆောင်းထားတဲ့ပတ်စံလေးတွေနဲ့တိတိကျကျဆိုင်ငန်းတစ်ခန်းကိုငှားရမ်းလိုက်ပါတယ်ပြီးတော့လိုအပ်တဲ့စီပင်လိုင်စင်ကျန်းမာရေးထောက်ခံစာတွေကိုပါအပြည့်အစုံတရားဝင်လျှောက်ထားပြီး HG ပေါစီဆိုတဲ့ကိုပိုင်ပေါစီဆိုင်ကြီးဖွင့်ဖို့အင်တိုက်အားတိုက်ပြင်ဆင်ပါတော့တယ်ဒီအချိန်မှာအန်တီလီယိုရဲ့ဆိုင်မှာတော့ပြောင်းပြန်နေဖြစ်နေပါတယ်ဖောက်တယ်တွေနေသွားလို့အမျက်ကြံအောင်ဆိုပြီးအန်တီလီယိုဟာမလုတ်တင်တာကိုစလုပ်ပါတော့တယ်အရေးသွေးကောင်းတဲ့ပစ္စည်းတွေအစားဈေးအပေါ်ဆုံးမှုတက်နေတဲ့ဂျုံတွေအနှံ့ထွက်နေတဲ့အသားဟောင်းတွေကိုလှုပ်ဝက်ပြီးပြောင်းသုံးလိုက်ပါတယ်သူမရဲ့လောဘကြောင့်ဆိုင်ရဲ့နာမည်ကောင်းတာတဆစီပျက်စီးဖို့စတင်လာပါတော့တယ်အရေးသွေးညံ့ဖြစ်တဲ့ပေါက်စီတွေကြောင့်လာစားတဲ့ဖောက်တယ်တွေကစိတ်ပြက်ပြီးပတ်စံပြန်တောင်းကြပါတယ်ဒီလိုမတမာတဲ့လုပ်ရက်ကိုရှောင်းဟဲတို့မိသားစုလက်ထက်ကလေးကလှုပ်လာတဲ့တစ္ဆာရှိစဖိုမူကြီးဆရာကြီးကျန်းကလည်းလုံးဝလက်မခံနိုင်ပါဘူးဖောက်တယ်ရဲ့ကျမ်းမာရေးကိုထိခိုက်စေမဲ့အစာကိုမချက်ပေးနိုင်ဘူးဆိုပြီးဆရာကြီးကျန်းရောတခြားလူသမားတွေပါအန်တီလီယိုကိုကြောခိုင်းပြီးဆိုင်ကနေထွက်သွားကြပါတော့တယ်စဖိုမူကြီးပါထွက်သွားတဲ့အခါအန်တီလီယိုရဲ့ဆိုင်ကြီးဘယ်လိုဆက်ဖြစ်မလဲအလုတ်ထွက်သွားတဲ့ဆရာကြီးကျန်းကရောဘယ်ကိုရောက်သွားမလဲကောင်းတာလုပ်ရင်ကောင်းတာဖြစ်ပြီးမကောင်းတာလုပ်ရင်တော့မကောင်းတာအကျိုးပေးမယ်ဆိုတဲ့စကားကတကယ်မှန်ပါတယ်ဗျာအခုဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်ရှောင်းဟဲတယောက်အခက်ခဲတွေအားလုံးကိုကြော်ဖြတ်ပြီးတကယ်အောင်မြင်မှုပန်းတိုင်ကိုရောက်လာပါပြီရှောင်းဟဲရဲ့ဆိုင်တစ်ကြီးဖွင့်ပွဲနေ့မှာမမျှော်လင့်ထားတဲ့ဧည့်သည်တွေရောက်လာပါတယ်သူတို့ကတော့အန်တီလီယိုရဲ့ဆိုင်ကနေထွက်လာခဲ့တဲ့တစ္ဆာရှိစဖိုမူကြီးဆရာကြီးကျန်းနဲ့အလုပ်သမားတွေပါပဲဆရာကြီးကျန်းကရှောင်းဟဲရဲ့ရိုးသားကြိုးစားမှုကိုသဘောကျတာကြောင့်သူ့စီမှာလာရောက်ကူညီလုပ်ကင်ပေးဖို့ဆုံးဖြတ်လိုက်တာပါအဖေရဲ့လှုပ်ဝက်ဟင်းချက်နဲ့ရဲ့ဆရာကြီးကျန်းရဲ့လက်ရရဲ့ပေါက်ဆက်သွားတဲ့အခါမှာတော့ရှောင်းဟဲရဲ့ပေါက်စီဆိုင်ကြီးကတစ်မျိုးလုံးမှာနာမည်ကြီးဆုံးဖြစ်သွားပါတော့တယ်တစ်ဖက်မှာတော့အန်တီလီယိုတယောက်သူမရဲ့လောဘကြောင့်အကြီးအကျယ်ဝစ်လဲပါတော့တယ်စားသုံးသူတွေကတိုင်တန်းတဲ့အတွက်ကျန်းမာရေးဌာနကလာရောက်စစ်ဆေးတဲ့အခါပုတ်တိုးနေတဲ့ကုန်ကျန်းတွေကိုလက်ပူးလက်ကျက်မိသွားပါတယ်ဒီလိုနဲ့အန်တီလီယိုရဲ့ဆိုင်ကြီးအပီးတိုင်ချိတ်ပိတ်ခံလိုက်ရတဲ့အပြင်ဒဏ်ငွေတွေပါအများကြီးရိုက်ခံလိုက်ရလို့ရှိသမျှပိုင်ဆိုင်မှုတွေအကုန်ပြုတ်သွားပါတော့တယ်နောက်ဆုံးမှာတော့အနှိမ်ခံဘဝကနေစတင်ခဲ့ရတဲ့ရှောင်းဟဲဟာဖခင်ရဲ့အမွေဖြစ်တဲ့ပေါက်စီဆိုင်ကိုဂုဏ်ယူစွာနဲ့ပြန်လည်တက်သွင်းနိုင်ခဲ့ပါတယ်ရိုးသားစူးစမ်းမှုရဲ့အသီးပွင့်တွေကိုခန်းစားရင်းပေါက်စီပရင်လေးအဖြစ်အောင်မြင်စွာရပ်တည်နိုင်ခဲ့ပါတော့တယ်ဒီဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဇလန်လေးကိုသဘောကျတယ်ဆိုရင် like နဲ့ follow လေးနှိပ်ပေးသွားဖို့မမေ့နဲ့နော်နောက်ထပ်ဘလို့စိတ်ဝင်စားစရာဝတ်ချကားရီဒရမာတွေကိုဆက်ပြီးတင်ဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ကြပါဦးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ